မင်းမြိန်စေမဲ့ချက်သားစီပြန်ဟင်းကိုဒီလိုလေးချက်ကြည့်အောင်အရသာကတော့ share ပဲနော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါအရင်ဆုံးစီပူလာရင်ဂျင်းပြားလေးတွေအရင်ထည့်ကြော်ပါမယ်ပြီးရင်တော့တုံးထားတဲ့ချက်သားတွေကိုထည့်လိုက်ပါပြီချက်သားတွေကရေဓာတ်တွေကုန်ပြီးအသားလေးတွေတင်းလာတဲ့အထိလှော်ပေးရပါမယ်အသားလေးတွေရွှေအိုရောင်တန်းပြီးမွှေးလာပြီဆိုရင်တော့ငရုတ်သီးစိမ်းချက်သွန်ဖြူစားပဲငပိအနက်နဲ့ခရုရှီတို့ထည့်ပါမယ်အရသာတွေနှံ့သွားအောင်တေးသေးချာချာလေးပြန်မွှေးပေးပါအောင်ပြီးရင်တော့ရေအနှဲငယ်ထည့်ပြီးအသားနုအောင်အဖုံးအုပ်ထားလိုက်မယ်နော်ဟင်းရည်လေးပွက်လာပြီဆိုရင်တော့လှီးထားတဲ့ဘူးသီးတိုမခုတ်တခွားသီးလေးတွေထည့်ပါမယ်အသီးလေးတွေနုပြီးအရသာဝင်အောင်ထပ်မွှေပေးပါနောက်ဆုံးမှာတော့ဟင်းကမုတ်ငရုတ်ကောင်းမုံနဲ့ချက်သွန်မီလေးတွေဖြူးလိုက်ရင်ရပါပြီအရသာလည်းရှိအာဟာရလည်းဖြည့်တဲ့ချက်သားအသီးချက်လေးရပါပြီခင်ဗျာအခုလိုဟင်းချက်နီးကောင်းလေးတွေသိရဖို့ကျွန်တော်ရဲ့ page လေးကို like and follow လုပ်ထားဖို့မမေ့နဲ့အောင်နော်နောက်ထပ်ဘလို့ဟင်းချက်နီးမျိုးကြည့်ကြလဲဆိုတာ comment မှာပြောခဲ့လို့ရပါတယ်